လူဆိုးကိုင်းထဲမှာသူကဘာကောင်မှမဟုတ်သေးတဲ့လူတစ်တယောက်ပဲရှိသေးတယ်ဒါပေမဲ့ဂိုင်းရဲ့ညစာစားပွဲမှာဘယ်သူမှမလို့ရဲခင်သူကပထမဆုံးစားရတဲ့အထိတတိရှိခဲ့တယ်အကြီးတန်းဂိုင်းသားတွေအားလုံးကသူ့ကိုစွန့်ပြီးကြည့်နေကြတယ်လို့ဂိုင်းချုပ်ကြီးကိုယ်တိုင်တော့ဘာမှမပြောခဲ့ဘူးဒီအဖြစ်အပျက်တွေမတိုင်ခင်ကဂျက်ဆိုတာတာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ပါဒါပေမဲ့ကျောင်းစင်းပွဲမတိုင်ခင်လေးမှာပဲသူကကြောက်ခဲတုံးကိုကောက်ပြီးကျောင်းကလူမိုက်ကိုအပြင်းပြင်းနဲ့ပြစ်ပေါက်လိုက်တဲ့အမြဲတမ်းအေးအေးဆေးဆေးနဲ့လူအများနဲ့တက်အောင်နေတတ်တဲ့ဂျက်ကဒီလိုလုပ်လိုက်တော့အတန်းဖော်တွေအကုန်လုံးအံ့ဩသွားကြတာပေါ့တကယ်တော့အဲ့ဒီလူမိုက်ကမင်းကလေးတွေရဲ့အတွင်းခံတွေကိုခိုးယူနေတော့အမိဖမ်းခံခဲ့ရပူပြီးဂျက်ရဲ့ညီမကအဲ့ဒီအထောက်အထားတပ်ပုံတွေကိုရိုက်ထားမိခဲ့လို့ပါအဲ့ဒါကြောင့်လူမိုက်ကဒေါသတကြီးနဲ့ဂျက်ရဲ့ညီမကိုခဏခဏလာနှောက်ယှက်နေခဲ့တာမို့ဂျက်ကပြန်ချလိုက်တာဖြစ်ပါတယ်ဂျက်ကပြန်ခုခံလိုက်ပြီးတဲ့နောက်မှာတော့လူမိုက်ရဲ့အဖေကပါသူ့ကိုပို့ပြီးဖိအားပေးနှိပ်စက်ပါတော့တယ်ဂျက်ရဲ့အမေရောက်လာပြီးအခြေအနေတွေကိုမြင်တဲ့အခါမှာတော့စိတ်ပူတာစိတ်ဆိုးတာမျိုးလုံးဝမရှိပဲခက်အေးအေးပါပဲဘာလို့လဲဆိုတော့သူကဒီလိုအခြေအနေမျိုးတွေကိုကျင်သားရနေလို့ပါဂျက်ကမွေးကလေးကအဖေမရှိခဲ့ပဲနောက်ပိုင်းမှာအမေကနောက်အိမ်အောင်ပြုတ်ပြီးမိသားစုအစ်စ်တစ်ခုထူထောင်ခဲ့တာမို့အခုညီမနဲ့ကြပြားမောင်နှောတော်ဆက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအိမ်မှာဂျက်ရဲ့ဘဝကတကယ်ကိုရုန်းကန်ခဲ့ရပါတယ်ပထွေးဖြစ်သူကအရက်မူးလာတိုင်းဘေ့စ်ဘောတို့ကိုကောက်ပြီးဂျက်ကိုအမြဲတမ်းရိုက်နှက်လေးရှိပါတယ်ဂျက်ရဲ့အမေကတော့မိသားစုအစ်စ်ထဲမှာပြဿနာမဖြစ်ပဲအေးအေးဆေးဆေးနေနေတာကြောင့်ပထွေးဖြစ်သူရိုက်နှက်နေတာကိုတခါမှဝင်မတားခဲ့ပါဘူးနားကိုပိတ်မျက်စိလွှဲပြီးပဲနေခဲ့တာပါဂျက်ကကျောင်းကလူမိုက်ကိုရိုက်နှက်ပြီးတဲ့နောက်မှာတော့လူမိုက်ရဲ့မိသားစုကရော်ချင်းငွေ1.3 သန်း3 million တောင်းဆိုလာပါတယ်ဒါကသူ့အမေကိုစိတ်ပြအားငယ်သွားစေခဲ့ပါတယ်စိတ်တက်ကြပြီးလမ်းလျှောက်ထွက်သွားတဲ့အမေဖြစ်သူရဲ့ကြောပြင်ကိုကြည့်ရင်ဂျက်ကအဲ့ဒီငွေတွေကိုသူကိုယ်တိုင်ပဲရှာပြီးဆက်ပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်1.3 သန်းကိုဆက်နိုင်ဖို့အတွက်သူကညစ်ပတ်ဆုပ်ပြက်နေတဲ့စားတောက်ဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်အဲ့ဒီဆိုင်ကဆိုင်ရှင်ကဘယ်ဖောက်တယ်မဆိုသူ့ကိုစိတ်နှောက်ယှက်ပေးရင်စားစရာတွေကိုညွန်စရာကောင်းတဲ့အရာတွေထည့်ပေးတတ်တဲ့သူပါစိတ်ထားကောင်းတဲ့ဂျက်ကတော့လာသမျှလူတွေကိုဒီဆိုင်ကကြားချမ်းမြောင်ကြားချမ်းခောက်ဆွဲနဲ့ကိုမမစားကြဖို့တိုးတိုးတိတ်တိတ်အမြဲတမ်းပေးလေးရှိပါတယ်တညမှာတော့ဂျက်အလုပ်စင်းချင်းမှာပဲကျောင်းကလူမိုက်ကသူ့လူတွေနဲ့အတူရောက်လာပြီးဂျက်ကိုဝိုင်းထိုးကြပါတယ်ဂျက်ကသူ့ကိုအရင်ကလက်ပါခဲ့ဘူးတာမို့လူမိုက်ကကလေးစားချေချင်နေတာပါသူတို့ကဂျက်ရဲ့ခေါင်းကိုပလတ်စတစ်အိတ်နဲ့ဆွတ်လိုက်တာကြောင့်ဂျက်တယောက်အသက်ရှူရက်ကျသွားပါတယ်အဲ့ဒီနောက်မှာလူမိုက်ကသူ့ကိုရိုင်းရိုင်းဆိုင်ဆိုင်အော်ဟစ်ပြီးလှောင်ပြောင်ရင်မောပါတော့တယ်အဲ့ဒီမှာတင်ဂျက်စိတ်ပောက်ကွဲသွားပြီးလူမိုက်ရဲ့မျက်နှာကိုအပြင်းပြင်းနဲ့ပြန်ထိုးလိုက်ပါတယ်ဒါပေမဲ့အုပ်စုလိုက်ကြီးမို့လို့လူစုကသူ့ကိုပို့ပြီးတော့တောင်ပြင်းပြင်းထန်ထန်ဝိုင်းရိုက်ကြပါတော့တယ်ဂျက်ကတော့ဒီလိုအနိုင်ကျင့်ခံရတဲ့ဘဝကိုတကယ်ကိုညှင်းငွေနေပါပြီသူလိုချင်တာကပတ်စံအမြန်ရှာပြီးဒီပြဿနာတွေအားလုံးကနေရုံထွက်ချင်ရုံတင်မှာဒါကြောင့်နောက်ရက်မှာသူကဆိုင်ရှင်စီသွားပြီး1.3 သန်းရော်ကြေးပေးဖို့အတွက်လာစာကြိုးထုတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဆိုင်ရှင်ကဂျက်ရဲ့အခြေအနေကိုတိတိကြီးနဲ့တက်တက်မဲ့ရွှေပြီးမင်းဖေစီကပဲသွားတောင်းပါလားလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကဂျက်ကိုလုံးဝစိတ်ပေါက်ကွဲသွားစေခဲ့ပြီးအဲ့ဒီကောင်စုပ်ကြီးကိုသွားမပြောပါနဲ့သွားပြောလို့မဖြစ်ဘူးလို့အော်ဟစ်မိသွားပါတယ်သူတို့နှစ်ယောက်လုံးမတိလိုက်တာကတော့အဲ့ဒီအချိန်ဆိုင်ထဲမှာထမင်းစားနေတဲ့လူတစ်ယောက်ကသူတို့ပြောသမျှစကားအားလုံးကိုကြားသွားခဲ့တယ်ဆိုတာပါပဲသူကတော့အဲ့ဒီဒေတာရဲ့မြေရောက်လောကကိုစိုးမိုးထားတဲ့ဒေတာခံဂိုင်းစတာကြီးကစောင်းကြီးအိုးကြောင်ဝဲဖြစ်ပါတယ်စောင်းကြီးကထမင်းစားပြီးရင်ထွက်သွားဖို့ပြင်နေတာဖြစ်ပေမဲ့ဂျက်ရဲ့ပုံစံနဲ့ဇရိုက်ကသူ့ရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်သွားခဲ့ပါတော့တယ်